42ကိုစီးလိုက်ပါ စီးလိုက်ပါ 42ကိုစီးရင်ကျွန်တော်တာမူရောက်ပါလိမ့်မယ် တာမူရောက်ပြီ တာမူရရင်ကျွန်တော်31ကိုစီးလိုက်ပါ စီးလိုက်ပါ 31စီးကျွန်တော်တင်ကြီးစီကိုရောက်ပါလိမ့်မယ် ဟုတ်ကဲ့ တင်ကြီးစီကိုကျွန်တော်ဒီဘက်ကန်းလန်းနေဖို့ဟိုဘက်ကန်းလဲကူတဲ့ခါမှာကိုယ်လေးနားမှာအိမ်သာလေးနှလုံးရှိပါတယ်တစ်လုံးကတော့အစ်တစ်လုံးကတော့အဟောင်းအီးလေးပါလေးပါလို့ဝင်ပါကြအောင်ပေါ့ဗျာ ဟုတ်လေမင်းလိပ်စာကိုပြောလေအိမ်သားကိုနောက်မှပြောမင်းလိပ်စာကိုအရင်ပြောအိမ်သားတော့သူဘယ်မှာပြရှာလို့ရတယ်လိပ်စာကိုပြော ဟုတ်ကဲ့အဲ့ဒီကနေကျွန်တော်49ကိုစီးလိုက်ပါ စီးလိုက်ပါ တာကေတာကိုရောက်ပါလိမ့်မယ် တောက်သွားပြီတာကေတာမှာ တာကေတာနဲ့ကျွန်တော်35ကိုစီးလိုက်ပါ ရောက်စီရင် တိမ်ကြီးစေးကိုရောက်ပါလိမ့်မယ်ဒီဘက်ကန်းလာနေပေါ့ဟိုဘက်ကန်းလဲကူတဲ့ခါမှာခွေလေးနာမှာအင်သားလေးနှလုံးရှိပါတယ်တစ်လုံးကတော့အစ်တစ်လုံးကတော့အဟောင်းအီးလေးပါလေးပါလဲဝင်ပါကြအောင်ပေါ့ မင်းလိပ်စာကိုပြောပါအိမ်သားကိုနောက်မှပြောဆိုမှာပဲဘာလို့လဲကိုလိပ်စာကိုပြီး အဲ့ဒါကျွန်တော်90ကိုစီးလိုက်ပါ စီယို 90စီ list down ကိုရောက်ပါလိမ့်မယ် ရောက်ပြီလား list down နေပေါ့48ကိုစီးလိုက်ပါ စီယို တိမ်ကြီးစေးကိုရောက်ပါလိမ့်မယ် ဒီဘက်ကားလိုက်နေပြီးတော့ဟိုဘက်ကားကိုစီးတဲ့အခါမှာဟိုခွေးလေးနဲ့မှအိမ်သားလေးနှလုံးရှိပါတယ်အဲတလုံးကတော့ပြိုကျသွားပြီတလုံးကတော့သူစားလို့ကုန်ပါပြီလို့နော်ဟုတ်တယ်အိမ်သားကိုပြောပါဆိုမှလိပ်စာတွေလျှောက်တယ်ဟုတ်ပါဘူး လိမ့်စာကို